တော့ဝဲမင်္ဂလာပါကျွန်တော်တို့သင်ခန်းစာအသစ်တွေဆက်သွားတဲ့အခါမှာဒီ dotted ဒီပါလာတဲ့အခါမှာနားလည်အောင်လို့ကျွန်တော်ဒီဗီဒီယိုလေးမှာလေ့လာကြည့်အောင် dotted ဆိုတာပါလဲ dotted တန်ဖိုးပါနံပါတ်1မှာဆိုလို့ရှိရင် dotted whole note မှာ dotted ပါတယ်နံပါတ်2မှာကျတော့ dotted half note မှာ dotted လေးနဲ့နံပါတ်3 dotted quarter noteမှာ dotted လေးနဲ့အဲ့လိုမျိုးတွေ့ရင်ပါအဓိပ္ပာယ်ဆိုတော့ကျွန်တော် whole note မှာတန်ဖိုးလေးချက်ရှိရယ်အဲ့ဒီ dotted လေးတွေ့တဲ့အခါမှာ dotted ရဲ့အရှိအ note ရဲ့တန်ဖိုးတစ်ဝက်ကိုဆိုလိုတာဖြစ်တယ်နော်အဲ့တော့ whole note အပေါင်း half note whole note က4ချက် half note က2ချက်ဆိုတော့6ချက်တန်ဖိုးရှိသွားတယ်နံပါတ်2မှာကျတော့ half note နဲ့ dotted လေးနဲ့ဆိုတော့ half note က2ချက်quarter note က1ချက်ဆိုတော့နှစ်ခုပေါင်းတော့3ချက်တန်ဖိုးရှိသွားတယ်နံပါတ်3မှာဒီ quarter note ရဲ့တန်ဖိုးက1ချက်ရှိတယ်ပြီးတော့အဲ့ဒီ dotted လေးကတန်ဖိုးက1ချက်ရဲ့တစ်ဝက်ရှိတယ်ဆိုတော့နှစ်ခုပေါင်းလိုက်တော့တစ်ခုနဲ့တစ်ဝက်ဖြစ်သွားတယ်နော်အဲ့တော့ဒီနေ့သင်ခန်းစာလေးဒီ dotted လေးတွေကဆိုလို့ရှိရင်သူရဲ့အရှိမှရှိတဲ့ note ရဲ့တန်ဖိုးရဲ့မှတစ်ဝက်ဖြစ်ပါတယ်အဲ့လေးကိုရှင်းပြချင်တာဖြစ်ပါတယ်ဒီမှာဒီ dotted လေးရဆိုရင်သူရဲ့တန်ဖိုးကဒီဒါဖြစ်ပါတယ်ဒီ dotted လေးရဲ့တန်ဖိုးကဒီ dotted လေးရဲ့တန်ဖိုးကဒီလိုအားလုံးနားလည်မလို့ထင်ပါတယ်ကျွန်တော်တို့သင်ခန်းစာတွေမှာအဲ dotted လေးတွေတွေ့လို့ရှိရင်မူလသူ့အရှိအ note ရဲ့တစ်ဝက်ကိုဒီတစ်ဝက်ရည်တွဲရမယ်ဆိုတာပြသထားခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်